အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကိုလက်ခံရရှိတဲ့သူတွေကတော့လက်ရှိအခြေအနေမှာကိုယ်ပိုင်ရေးချင်းကိုအသုံးချပြီးတော့ကောင်းတဲ့အခြေအနေတစ်ခုမြင့်တက်အောင်လုပ်နေတယ်ပြီးတော့နောက်တစ်ခုကိုယ်မှရှေ့ဆက်ပြီးတော့လုပ်ရမယ့်အစီအစဉ်တွေ2026မှာဘလို့အကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့အစီအစဉ်ဆွဲထားတာမျိုးတွေတွေ့နေရတဲ့ပြီးတော့နောက်တစ်ခုကအနာဂတ်အတွက်ကောင်းမွန်တဲ့အခြေအနေတစ်ခုဖန်တီးနေတဲ့အနေအထားမျိုးလေးတွေတွေ့တယ်ပြီးတော့နောက်တစ်ခုကမကြခင်မှာဝမ်းသာစရာသတင်းကိုယ့်အတွက်ကိုယ်ချီးကျူးတဲ့သတင်းကောင်းတဲ့လက်ဆောင်အဲ့လိုပုံစံမျိုးလေးဝင်လာလိမ့်မယ်ပြီးတော့နောက်တစ်ခုအခြေအေးမှာဆိုရင်လေပုံမှုကောင်းမှုနဲ့အခြေအေးကန်လေးတက်လာလိမ့်မယ်အလုပ်မှာဆိုရင်လည်းပုံမှုအတိမတ်ပြုတ်ခံရတဲ့အခြေအနေမျိုးလေးတွေကြုံရလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကကိုယ့်အတွက်ဒီလက်ရှိမှာဆိုခဏတာပျော်ရွှင်မှုမဟုတ်ဘဲနဲ့ရေရှည်မှာကိုယ့်အတွက်အလုပ်ပဲဖြစ်ဖြစ်ဘဝအတွက်ကောင်းတဲ့အခြေခံအုတ်မြစ်တစ်ခုတည်ဆောက်နိုင်လိမ့်မယ်ပျော်ရွှင်နိုင်လိမ့်မယ်တဲ့ပြီးတော့ကိုယ်စိတ်ပူနေရတဲ့ကိစ္စတွေကလုံးဝပျောက်ကွယ်သွားပြီးတော့စိတ်ချရမယ်ဆိုတဲ့အခြေအနေတစ်ခုကိုကြုံရလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့စိတ်ထဲမှာတဲ့တစ်ဖက်သားကိုပြောလိုက်တဲ့အရာလေးတွေကပို့ပြီးတော့ထိထိရောက်နဲ့အဆင်ပြေသွားတာမျိုးကိုတွေးလိုက်တဲ့အရာလေးတွေကမှန်လာတာမျိုးပြီးတော့ဘာသာရေးလေးကိုပဲဖြစ်စေကိုယုံကြည်ရဲ့အရာလေးတွေကိုပဲဖြစ်စေတေချာဒီဇိုင်းမတ်လောက်လာတဲ့အတွက်တဲ့ပိုကောင်းတဲ့အခြေအနေတစ်ခုကိုရောက်လိမ့်မယ်တဲ့ပြောရမယ်ဆိုရင်တော့ကိုသွားနေတဲ့လမ်းကြောင်းကိုဖြစ်ချင်တဲ့ဆန္ဒတွေကမကြခင်ချိန်တွင်းမှာပေါ်လာတော့မယ်အဆင်ပြေတော့မယ်အဲ့ဒီအရာတွေကိုဖန်ဆုပ်ထားဖို့လိုပါတယ်တဲ့ဒီ reading လေးကိုလက်ခံရရှိတဲ့သူတွေအားလုံးကတော့မကြခင်မှာကိုယ့်ရဲ့စိတ်ထဲမှာတွေးနေတဲ့အတွေးလေးတွေကလည်းအဆင်ပြေလာလိမ့်မယ်ပျော်ရွှင်စရာသတင်းရောက်လာလိမ့်မယ်ရေရှည်အတွက်ပျော်ရမယ့်ကိစ္စအလုပ်ကိုင်းဘဝအတွက်ကောင်းမွန်တဲ့အခြေအနေတစ်ခုကြုံရလိမ့်မယ်ကိုကြုံရတဲ့အရာတွေကလည်းကိုပိုင်အမြင်ကိုရွေးချယ်တဲ့လမ်းတိတိတတ်တာကောင်းမွန်တဲ့ကံကောင်းတဲ့အခြေအနေတွေကလည်းကိုဘက်မှာရှိတယ်အဲ့ဒီအတွက်ကြောင့်ဘယ်အရာကိုမှမကြောက်ပဲမတွန့်ဆုတ်ပဲနဲ့ရှေ့ကိုပဲတည်တည်ငြိမ်ငြိမ်နဲ့ဖော်ထုတ်ပြီးတော့ရှေ့ဆက်ပါတဲ့ဒီမကြခင်ဒီဗီဒီယိုရရှိပြီးတော့3 လအတွင်းမှာတကယ်ကိုကောင်းမွန်တဲ့အခြေအနေတစ်ခုကိုကြုံရလိမ့်မယ်တဲ့ဒါကြောင့်ဒီဗီဒီယိုလက်ခံရရှိပြီဆိုရင်ကိုယ့်အတွက်ကောင်းမွန်တဲ့ energy ရောက်လာပြီးကိုယ်တိုင်ရလဲဒါကိုလက်ခံတော့မယ်ဆိုတဲ့စိတ်မျိုးတွေးပြီးတော့လက်ခံရယူလိုက်ပါတဲ့မကြခင်ကောင်းသောကံတွေလက်ခံရရှိကြပါစေ